တချို့ချန်ပီယံတွေဟာသူတို့ရဲ့လောကထဲမှာနက်ဖျားလို့ဖြစ်နေကြတယ်။မိမိရဲ့လောကထဲမှာရှင်ပြိုင်နိုင်မဲ့သူတွေရှားပါလွန်းလာတဲ့အခါတခြားလောကတွေကိုဝင်ရောက်ပြီးစိန်ခေါ်မှုအသစ်တွေကိုရှာဖွေခဲ့ကြပါတယ်။ဒါပေမဲ့အဆုံးသက်တိုင်ကလှပခဲ့တာတော့မဟုတ်ပါဘူး။ပထမဆုံးတစ်ယောက်ကတော့ MMA လောကရဲ့ superstar UFC ရဲ့အန်ဒီရဲ့အရှိဆုံး trash talker ကိုနာမဂရဲဂါသူဟာ UFC ရဲ့မတူညီတဲ့ weight တန်းတွေမှာချန်ပီယံဖြစ်ခဲ့မှုတဲ့လူချမ်းတစ်ယောက်အောက်တကွန်းမှာဆိုသူ့ကိုကြောက်ရတဲ့သူတွေများခဲ့ပါတယ်ဒါပေမဲ့2019ခုနှစ်မှာတော့သူဟာဘောက်ဆင်လောကရဲ့မရှုံဘူးတဲ့ဘရင် Floyd Mayweather ကိုဆင့်ခေါ်ခဲ့ပါတယ်။ MMA ရဲ့ King ဟာဘောက်ဆင်ရဲ့ Master ကိုတွားရောက်ဆန်းသက်ခဲ့တာပါ။အစပိုင်းမှာယုံကြည်မှုအပြည့်နဲ့ဖိအားပေးနိုင်ခဲ့ပေမဲ့အတွေ့အကြုံ footwork နဲ့ timing တို့ရဲ့ကွာခြားချက်ကြောင့်စေကြီးမြောက်မှာ TKO နဲ့အရှုံးပေးခဲ့ရပါတယ်။နောက်တစ်ယောက်ကတော့ Japan Combat Sports လောကရဲ့ Wonder Boy တန်ရှန်နာဆူခါဝါKid boxing MMA နဲ့ boxing တို့မှာလှိမြန်မှု counter timing နဲ့ knock-out power ကြောင့်လူကြောက်ညာတဲ့ fighter တယောက်သူ့ရဲ့ speed နဲ့ reflex ဟာလူအများကိုအံ့အားသင့်စေခဲ့ပါတယ်ဒါပေမဲ့2018ခုနှစ်မှာတော့သူလည်း Floyd Mayweather ကိုပဲဆင့်ခေါ်ခဲ့ပါတယ်3မိနစ်3ချီတာရှိတဲ့အမတ်ပွဲစဉ် boxing ပွဲမှာတန်ရှန်ဟာ Mayweather ရဲ့အကျူတွေစီနဲ့အတွေ့အကြုံကိုမကြော်ဖြတ်နိုင်ခဲ့ပါဘူး3ချိန်တီတီနှုတ်ထောင်းကြခဲ့ပြီးနောက်ဆုံးမှာတော့ TKO နဲ့အရှုံးပေးခဲ့ရပါတယ်နောက်ဆုံးတစ်ယောက်ကတော့ Kid Boxing Heavyweight လောကရဲ့ Monster Rico Verhoeven ပါသူဟာ Heavyweight Kid Boxing တန်းကိုနှစ်ပေါင်းများစွာအုပ်စိုးထားခဲ့သူချန်ပီယံကိုစိတ်ချင်းကြောကောက်ွယ်နိုင်ခဲ့တဲ့ Dominant Champion တစ်ယောက် Kid Boxing လောကမှာစိန်ခေါ်နိုင်မဲ့သူတွေနဲပါလာတဲ့အချိန်သူဟာ WBC, WBA, IBF နဲ့ဒီရင် Heavyweight Champion ခါဘတ်တွေကိုကင်ဆောင်ထားတဲ့ Boxing လောကရဲ့နတ်ဖျားတစ်ပါးလိုဖြစ်နေတဲ့ Alexander Usyk ကိုစိန်ခေါ်ခဲ့ပါတယ်ပွဲကတော့အီဂျစ်နိုင်ငံရဲ့ပီရမစ်ကြီးတွေကြားမှာကျင်းပခဲ့တဲ့ Glory in Giza Kickboxing King vs Boxing Masterpiece ပွဲကြီးပေါ့17ချီမြောက်မှာ Rico Verhoeven ဟာ TKO နဲ့အရှုံးပေးခဲ့ရပါတယ်ဒီ fighter 3ယောက်ကတက်တည်ပြသွားတာကတော့လောကတိုင်းမှာသူ့စီးမြင်တဲ့သူရှိတယ်မင်းကမင်းလောကမှာဘယင်ဖြစ်နေနိုင်ပေမဲ့တခြားလောကတွေဝင်သွားတဲ့အချိန်မှာတော့အခြေခံကနေပြန်ဆရနိုင်တယ်တဲလန်တစ်ခုတည်းနဲ့မလုံလောက်ဘူးအတွေ့အကြုံစနစ်တိုင်မင်းနဲ့စီးမြင်တွေကလည်းအောင်မြင်မှုကိုဆုံးဖြတ်ပေးပါတယ်